မင်းသားလီဝင်ကသူမရဲ့ခိုင်မာပြတ်သားတဲ့မျက်လုံးတွေကိုစိုက်ကြည့်ရင်းနောက်ဆုံးမှအဖြေပေးလိုက်ပါတယ်မင်းသားရဲ့မိဖုရားကြီးဖြစ်လာဖို့အတွက်အသင့်ပြင်ထားပါဟီဂျူရဲ့မလျှော့သောလိုက်လံစူးစမ်းမှုတွေကနောက်ဆုံးမှအောင်မြင်သွားပါပြီအဆုံးမှာတော့လီဝင်ကသူမနဲ့လက်ထပ်ဖို့သဘောတူလိုက်ပါတယ်ဒါပေမဲ့အဆင့်တန်းမတူတဲ့ဒီလက်ထပ်ပွဲကိုလူလူကလက်ခံလာအောင်လုပ်ဖို့ကတော့နောက်ထပ်အရေးကြီးတဲ့အရာတစ်ခုဖြစ်နေပါသေးတယ်လူတွေရဲ့နှလုံးသားကိုတိမ့်ပိုက်တဲ့နေရာမှာတော့ဟီဂျူကကျွမ်းကျင်ပြီးသားပါသူမကကင်မရာတွေရှိမှလီဝင်ရဲ့လက်ကိုတမင်တကာတွဲပြီးသူတို့နှစ်ယောက်အရန်ချစ်နေကြတယ်လို့ဟန်ဆောင်ပြလိုက်ပါတယ်ပြီးတော့သူတို့ကုမ္ပဏီရဲ့လူထုဆက်ဆံရေးအင်အားကိုအသုံးချပြီးသူတို့နှစ်ယောက်ရဲ့အခြေအနေနဲ့ပတ်သက်တဲ့ကောလာဟလတွေကိုအလျင်အမြန်ဖြန့်ချိလိုက်ပါတယ်ခဏအတွင်းမှာပဲမင်းသားလီဝင်ရဲ့နှလုံးသားကိုတိမ့်ပိုက်နိုင်သူဆိုတဲ့စကားကတနိုင်ငံလုံးမှာလူစိတ်ဝင်စားမှုအများဆုံးစကားတစ်ခုဖြစ်လာပါတယ်ဒါတင်မကသေးပါဘူးဟီဂျူရဲ့မိတ်ကပ်နဲ့ဝတ်စားပုံတွေတောင်တနိုင်ငံလုံးမှာအရန်နာမည်ကြီးလာပြီးသူမဝတ်တဲ့အဝတ်စားတွေကအားလုံးနီးပါးရောင်းကုန်သွားပါတယ်ကင်မရာမီးတွေတစ်ဖြက်ဖြက်လင်းနေတဲ့ကြားမှာလီဝင်ကဟီဂျူရဲ့လက်ကိုတွဲပြီးနန်းတော်ထဲကိုခေါ်သွားလိုက်ပါတယ်အဲ့ဒီအချိန်မှာမင်းသမီးကြီးကလီဝင်ကိုတွေ့ကျင်နေဆိုပြီးခေါ်လိုက်ပါတယ်မတော်ခင်မှာလီဝင်ကဟီဂျူရဲ့သပင်တစ်ချောင်းကိုနားနောက်ဖက်သို့နူးညံ့စွာဖယ်ပေးလိုက်ပါတယ်ဟီဂျူကလည်းလီဝင်ရဲ့ဟန်ဆောင်မှုနဲ့အတူလိုက်ရောညီထွေစွာပြုမှုပြီးနူးညံ့တိမ်မွေးတဲ့ပုံစံနဲ့သူ့ဘေးမှာရပ်နေလိုက်ပါတယ်နန်းတော်ထဲရောက်တဲ့အခါမင်းသမီးကြီးကလီဝင်နဲ့ဟီဂျူတို့ရဲ့ဆက်ဆံရေးအကြောင်းကိုမေးမြန်းလိုက်ပါတယ်လီဝင်ကတော့မင်းသမီးကြီးဟာသူအာနာလူယူသွားမှာကိုစိုးရိမ်နေမှန်းကောင်းကောင်းသိထားပါတယ်ဒါကြောင့်သူကဟီဂျူနဲ့ချစ်သူတွေဖြစ်နေကြတာကိုဖုံးကွယ်မှာမဟုတ်ကြောင်းပြက်ပြက်တတ်တာပြောလိုက်ပါတယ်ဒါအပြင်လက်မထက်ခင်ကိုဝင်ရှိလာမှမျိုးလဲစိုးရိမ်စရာမလိုကြောင်းပြောလိုက်ပါတယ်နောက်ဆုံးမှာတော့မင်းသမီးကြီးကသူတို့နှစ်ယောက်လက်ထပ်ဖို့တောင်းဆိုမှုကိုပယ်ချလိုက်ပါတယ်ဒါပေမဲ့ဟီဂျူကတော့အဲ့ဒီအတွက်စိတ်တက်မကြပါဘူးသူမကလီဝင်ကိုအပျော်သဘောနဲ့မေးလိုက်ပါတယ်နောက်ပိုင်းမှာသူမနဲ့အဖွားမင်းသမီးကြီးကြားပြဿနာဖြစ်လာခဲ့ရင်လီဝင်ကဘသူ့ဘက်မှာရက်တီပေးမလဲဆိုပြီးမေးလိုက်ပါတယ်လီဝင်ကတော့ပြုံးလိုက်ပြီးမင်းဘက်မှာရက်တီပေးမယ်လို့ပြောလိုက်ပါတယ်စကားပြောနေတဲ့အချိန်မှာပဲလီဝင်ရဲ့ကိုကဟီဂျူဘက်ကိုတဖြည်းဖြည်းနီးကပ်လာပြီးသူ့မျက်လုံးတွေထဲမှာတော့ဖတ်မရနိုင်တဲ့လှောင်ပြုံးတစ်မျိုးပေါ်လာပါတယ်တစ်ဖက်မှာတော့နန်းတွင်းအမှုထမ်းတွေကဟီဂျူအတွက်တီးခြားအခန်းတစ်ခန်းရှာပေးဖို့ကြိုးစားကြပါတယ်ဒါပေမဲ့လီဝင်ကလုံးဝခွင့်မပြုဘဲသူ့အခန်းထဲမှာပဲဟီဂျူကိုဆက်နေခိုင်းလိုက်ပါတယ်ဟီဂျူကလည်းဘာမှမစင်စားတော့ပဲလီဝင်နဲ့အိယာတစ်ခုထဲမှာအိတ်လိုက်ပါတယ်အကြောင်းရင်းကတော့လီဝင်ရဲ့အိယာကမယုံနိုင်တော့အောင်တက်တောင့်တက်တာရှိနေလို့ပါဒါပေမဲ့အိယာဝင်ပြီးတိတ်မကြခင်မှာပဲနှစ်ယောက်သားကအနှွေးထည်ဆောင်ကိုဘယ်သူပိုရမလဲဆိုတာနဲ့စကားများကြပါတော့တယ်အခန်းပြင်ဘက်ကနန်းတွင်းအမှုထမ်းတွေကတော့သူတို့နှစ်ယောက်ရဲ့အတန်တွေကိုခိုးနှားထောင်ရင်းရေမောနေကြပါတယ်သူတို့ကမင်းသားနဲ့ဟီဂျူတို့ဟာအရန်ကိုရင်းနှီးနေကြတယ်လို့ထင်သွားကြတာပါနောက်တစ်နေ့ကုမ္ပဏီကိုပြန်ရောက်တဲ့အခါဟီဂျူကတညလုံးအပြင်မှာနေခဲ့တယ်လို့ထင်ရအောင်တမင်တကာအဝတ်စားမလဲပဲပြန်လာခဲ့ပါတယ်ပြီးတော့လူလူရဲ့တုံ့ပြန်မှုကလည်းဟီဂျူမျှော်လင့်ထားတဲ့အတိုင်းဖြစ်လာပါတယ်လူစိတ်ဝင်စားမှုအများဆုံးအကြောင်းအရာတွေအားလုံးကဟီဂျူနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကြီးဖြစ်လာပြီးသူမဝတ်ထားတဲ့အဝတ်စားတွေတောင်တစ်ခုပြီးတစ်ခုရောင်းကုန်သွားပါတယ်အဲ့ဒီအချိန်မှာပဲဝင်းကြီးချုပ်ဂျန်ဝူကဟီဂျူကိုတွေ့ဖို့ရောက်လာပါတယ်ဂျန်ဝူရဲ့မျက်နှာကတင်းမာနေပြီးဟီဂျူကိုလီဝင်နဲ့တကယ်ပဲလက်ထပ်ချင်တာလားဆိုပြီးမေးလိုက်ပါတယ်ဂျန်ဝူရဲ့စိတ်ထဲမှာဘာတွေဖြစ်နေမှန်းမသိတဲ့ဟီဂျူကတော့သူမဟာလီဝင်ကိုအရန်ချစ်နေကြောင်းလိန်ပြောလိုက်ပါတယ်ပြီးတော့ဝင်းကြီးချုပ်တယောက်အနေနဲ့သူတို့နှစ်ယောက်လက်ထပ်နိုင်အောင်ကူညီပေးဖို့တောင်းဆိုလိုက်ပါတယ်ဒီစကားကိုကြားတဲ့အခါဂျန်ဝူရဲ့မျက်ခုံးတွေနက်နက်ရှိုင်းရှိုင်းတွန်းသွားပါတယ်ဘာကြောင့်လဲဆိုတော့သူ့နှလုံးသားထဲမှာတော့ဟီဂျူနဲ့လီဝင်လက်ထပ်သွားမှာကိုလုံးဝမလိုလားတာကြောင့်ပါအဲ့ဒီညနေပိုင်းမှာတော့ဂျန်ဝူကဖះเจ้าကိုသွားပြီးဆူတောင်းနေပါတယ်ဒါပေမဲ့ဘုန်းတော်ကြီးကိုသူဆူတောင်းနေတာကမကြခင်လက်ထပ်တော့မဲ့တငယ်ချင်းအတွက်ပျော်ရွှင်မှုရပါစေလို့ဆူတောင်းနေတာမဟုတ်ပဲအဲ့ဒီနဲ့ဆန့်ကျင်ဘက်အရာကိုဆူတောင်းနေမိတာဖြစ်ကြောင်းဖွင့်ပြောလိုက်ပါတယ်တကယ်တော့ဟီဂျူဟာဂျန်ဝူရဲ့နှလုံးသားထဲကိုចောင်းသားဘဝကလေးကဝင်ရောက်နေခဲ့တာပါတနေ့မှာဟီဂျူကစာသင်ခန်းထဲမှာအတန်းဖော်တယောက်စီကမြားပစ်ကွင်းတော့ကိုခိုးယူဖို့ကြိုးစားနေခဲ့ပါတယ်အဲ့ဒီအချိန်မှာဂျန်ဝူကသူမအတွက်ဆရာအာယုံကိုတမင်တကာလွှဲပေးလိုက်ပါတယ်ပြီးတော့ဟီဂျူကပျော်ပျော်ရွှင်ရွှင်နဲ့ခုန်ပေါက်ပြီးစာသင်ခန်းထဲကနေထွက်သွားတာကိုကြည့်နေတဲ့ဂျန်ဝူရဲ့မျက်လုံးတွေထဲမှာတော့ပြောမပြနိုင်တော့အောင်နူးညံ့တဲ့ချစ်ချင်းတွေပြည့်နေနေပါတယ်တစ်ဖက်မှာတော့နန်းတော်ထဲမှာမင်းသမီးကြီးကလီဝင်ရဲ့လက်ထက်ရေးနဲ့ပတ်သက်တဲ့တရားဝင်ကြေညာချက်ကိုမထုတ်ပြန်ချင်တာကြောင့်နေမကောင်းဟန်ဆောင်နေတယ်ဆိုတဲ့သတင်းထွက်လာပါတယ်ဒီသတင်းကိုကြားတဲ့ဟီဂျူကဒေါသထွက်ပြီးဖုန်းဆက်နေချိန်မှာသူတို့နှစ်ယောက်ရဲ့အခြေအနေနဲ့ပတ်သက်တဲ့သတင်းတွေအားလုံးကိုအင်တာနက်ပေါ်ကနေဖျက်ချလိုက်ကြတာကိုတွေ့လိုက်ရပါတယ်ဒါကြောင့်ဒီအရာအားလုံးရဲ့နောက်ွယ်မှာမင်းသမီးကြီးရှိနေတယ်ဆိုတာဟီဂျူကချက်ချင်းသဘောပေါက်သွားပါတယ်အဲ့ဒီအချိန်မှာပဲအကြောင်းသူမလေးတချို့ရုတ်တရက်ရောက်လာပြီးဟီဂျူကိုကြက်ဥတွေနဲ့ပေါက်ကြပါတော့တယ်သူတို့ကဟီဂျူကိုမင်းသားကိုသွေးဆောင်တဲ့မိန်းမတစ်ယောက်လိုအော်ဟစ်ဆဲဆိုကြပါတယ်ဒါပေမဲ့ဟီဂျူကအလွယ်တကူအနိုင်ကျင့်ခံရမဲ့သူမဟုတ်ပါဘူးသူမကလည်းပြန်လဲဒေါသထွက်ပြီးအဲ့ဒီကလေးမတွေကိုနိုင်ရီပေကက်လေးတွေလိုစူပူချင်းမောင်းလိုက်ပါတယ်ဒီနေ့မှာအရေးကြီးတဲ့ကိစ္စရှိနေလို့သာတီးခံနေရဖြစ်ပြီးမဟုတ်ရင်သူတို့ကိုဒီလောက်လွယ်လွယ်နဲ့လွတ်ပေးမှာမဟုတ်ကြောင်းပြောလိုက်ပါတယ်ကလေးမတွေထွက်ပြေးသွားပြီးနောက်မှာတော့ဟီဂျူကအချိန်တော်ကြာမတွေ့ဖြစ်ခဲ့တဲ့သူ့အဖေဥက္ကဋ္ဌကြီးကိုရုတ်တရက်တွေ့လိုက်ရပါတယ်သူ့အဖေကဟီဂျူကိုမေးလိုက်ပါတယ်ရက်အနှဲငယ်အတွင်းမှာသူ့ရဲ့ပထမဇနီးအဲ့ဒီအမျိုးသမီးရဲ့သားဖြစ်တဲ့ဟီဂျူရဲ့အကိုရဲ့မိခင်မွေးနေ့ရောက်တော့မယ်ဆိုတာမှတ်မိသေးလားဆိုပြီးမေးလိုက်ပါတယ်နှစ်တွေကြာခဲ့ပြီဖြစ်ပေမဲ့အဲ့ဒီအချိန်ကိုပြန်တွေးမိရင်ဟီဂျူရဲ့ဘဝကတော်တော်လေးနာကျင်စရာကောင်းခဲ့ပါတယ်သူ့အမေကသူမကိုစွန့်ပစ်သွားပြီးနောက်ငယ်ရွယ်သေးတဲ့ဟီဂျူကကို့အဖေကိုကိုယ်တိုင်ရှာဖွေတွေ့ခဲ့ပါတယ်ဒါပေမဲ့သူ့ဇနီးကခင်မုန်းဖြစ်သူမှတရားမဝင်မွေးထားတဲ့သမီးတစ်ယောက်ရှိနေမှန်းသိသွားတဲ့အခါအရန်တုန်လှုပ်သွားပြီးနောက်ဆုံးမှနေမကောင်းဖြစ်ကပြန်လည်းမကြမ်းပါတော့ပါဘူးဒါကြောင့်ဟီဂျူရဲ့အဖေအတွက်တော့ဟီဂျူရဲ့ပေါ်လာမှုဟာသူ့မိသားစုရဲ့ကန်ဆိုးခြင်းတွေရဲ့အစလို့မြင်နေခဲ့ပါတယ်ဟီဂျူကလည်းငယ်စဉ်ကတည်းကထူးချွန်တဲ့ရလဒ်တွေကိုရရှိအောင်စူးစမ်းခဲ့ပြီးအဲ့ဒီအောင်မြင်မှုတွေကိုအသုံးချကသူ့အဖေစီကအကိုရသမျှအခွင့်အရေးတွေကိုသူမလည်းရရှိဖို့တောင်းဆိုခဲ့ပါတယ်အစပိုင်းမှာတော့စပိတ်တစည်းတောင်းခဲ့ပါတယ်နောက်ပိုင်းမှာအိတ်တလုံးတောင်းလာပါတယ်
နောက်ဆုံးမှာတော့အမွေဆိုင်ရာစာချုပ်ကိုတောင်ပြန်လည်ပြင်ဆင်ပေးဖို့တောင်းဆိုလာခဲ့ပါတယ်။ဒါတွေကြောင့်သူ့အဖေမျက်လုံးထဲမှာတော့ဟီဂျူးဟာတဖြည်းဖြည်းပူပူပြီးလောဘကြီးလာတဲ့သမီးတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ဒါကြောင့်အခုချိန်မှာတော့သူ့အဖေကဟီဂျူးကိုကုမ္ပဏီအုပ်စုကိုပေးမဲ့အစားအဖေနဲ့သမီးအဖြစ်ဆက်ဆံရေးဖြစ်တောက်လိုက်ဖို့တောင်အသင့်ရှိနေပါတယ်။ဟီဂျူးကတော့အေးဆက်ဆက်ရေးလိုက်ပြီးသူ့အဖေကိုတောင်နာမည်နဲ့ခေါ်လိုက်ပါတယ်။သူမအနေနဲ့လည်းသူ့အဖေနဲ့စစ်ပွဲတစ်ခုလိုတိုက်ခိုက်ရမယ်ဆိုရင်လုံးဝမကြောက်ကြောင်ပြောလိုက်ပါတယ်။အဖေနဲ့ဆက်ဆံရေးပြတ်သွားပြီးနောက်မှာတော့ဟီဂျူးစီကိုလီဝင်စီကဖုံးဝင်လာပါတယ်။လီဝင်ကသူမအတွက်စိတ်ပူနေခဲ့ပေမဲ့ဟီဂျူးကတော့သူမရဲ့ခံစားချက်တွေကိုဖုံးကွယ်ထားပြီးဘာမှမဖြစ်တယ်လို့အမြန်ဖုံးချလိုက်ပါတယ်။ဘာကြောင့်လဲဆိုတော့တကယ်တမ်းမှာတော့ဟီဂျူးဟာသူ့အဖေရဲ့အချစ်ကိုအယမ်းလိုချင်နေခဲ့တာပါ။သူ့အကိုကိုလည်းအယမ်းမနာလို့ဖြစ်ခဲ့ပါတယ်။တစ်ချိန်ကတော့သူမရဲ့ထူးချွန်မှုတွေကသူ့အဖေရဲ့ဝမ်းနည်းမှုတွေကိုတက်တာစေပြီးတနေ့မှသူ့အဖေရဲ့အချစ်ကိုရရှိစေမယ်လို့ဟီဂျူးကယုံကြည်ခဲ့ပူပါတယ်။အခုလိုစိတ်မကောင်းဖြစ်နေတဲ့အချိန်မှာပဲတကားကိုအရေးတကြီးခောက်တံရုတ်တရက်ကြားလိုက်ရပါတယ်။ဟီဂျူးကအလိုလျောက်ဘောလုံးရိုက်တံကိုယူပြီးတကားစီသွားလိုက်ပါတယ်။ဒါပေမဲ့တကားဖွင့်ကြည့်လိုက်တဲ့အခါမှာတော့အဲ့ဒီလူကလီဝင်ဖြစ်နေပါတယ်။လီဝင်ကသူမအတွက်ပူပူနွေးနွေးပေါင်မုံညက်အသားတစ်ခုဝယ်လာပေးတာပါ။အဲ့ဒီအစားအစာကဆိုင်မှာလူကြိုက်အများဆုံးမင်းသားကိုတွေးဆောင်တဲ့ဟီဂျူးအာလူကျော်နဲ့အစားအစာတွဲဖြစ်ပါတယ်။လီဝင်ရဲ့မမျှော်လင့်ထားတဲ့ချစ်စရာအပြုမှုလေးကြောင့်အရင်ကစိတ်ညစ်နေတဲ့ဟီဂျူးရဲ့မျက်နှာမှာနောက်ဆုံးတော့ပြုံးရည်လေးပြန်ပေါ်လာပါတယ်။ဟီဂျူးဟာအစောပိုင်းမှာကြက်ဥနဲ့အပေါက်ခံခဲ့ရတာကိုသိသွားတဲ့အခါလီဝင်ကသူမကိုကာကွယ်ပေးဖို့အတွက်အဲ့ဒီညမှာသူ့ရဲ့တီးတက်နေအိမ်ကိုခေါ်သွားလိုက်ပါတယ်။ဟီဂျူးကလည်းနန်းတွဲအမှုထမ်းတွေရဲ့ရှေ့မှာလီဝင်ကိုတင်းတင်းကြပ်ကြပ်ဖတ်ထားပြီးမင်းသားကိုအားကိုးနေတဲ့မိန်းကလေးတစ်ယောက်လိုဟန်ဆောင်ကအပြည့်အဝပူးပေါင်းလိုက်ပါတယ်။တီးတက်နေအိမ်ကိုရောက်သွားပြီးနောက်မှာတော့ဟီဂျူးရဲ့စိတ်ထဲမှာအမျက်ရှိနေတဲ့မိကွန်းကိုနောက်ဆုံးမေးလိုက်ပါတယ်။လီဝင်ကဘာကြောင့်သူမနဲ့လက်ထပ်ဖို့သဘောတူခဲ့တာလဲ။ဒီတစ်ခါမှာတော့လီဝင်ရဲ့အဖြေကတကယ်ကိုရိုးသားပုံပေါက်နေပါတယ်။ဟီဂျူးဟာလှပတယ်လို့ချမ်းသာတဲ့မိန်းကလေးတစ်ယောက်လည်းဖြစ်ပါတယ်။ဒါပေမဲ့အရေးကြီးဆုံးချက်ကတော့တနေ့နေ့မှာသူသာနန်းတက်ပြီးဘရင်ဖြစ်လာခဲ့ရင်သူ့ကိုအမှန်တကယ်နားလည်ပေးနိုင်မဲ့သူကဟီဂျူးတစ်ယောက်တည်းဖြစ်လာမှာမို့ပါ။ဒီစကားကိုကြားလိုက်တဲ့အချိန်မှာတော့ဟီဂျူးလုံးဝအံ့အားသင့်သွားပါတယ်။ဘာကြောင့်လဲဆိုတော့အခုမှပဲလီဝင်ရဲ့အာဏာရယူလို့စိတ်နဲ့နန်းတက်လို့တဲ့ရည်မှန်းချက်တွေကတဖြည်းဖြည်းပေါ်ထွက်လာနေပြီဆိုတာသူမသဘောပေါက်သွားလို့ပါမင်းသမီးကြီးကလည်းလက်မနေပဲလှုပ်ရှားလာပါပြီ။ဒီနေ့မှာတော့တော်ဝင်လုံခြုံရေးဌာနကညွှန်ကြားရေးမှူးကြောင်ရုတ်တရက်ရောက်လာပြီးဟီဂျူးကိုစုံစမ်းစစ်ဆေးမှုမှာပူးပေါင်းပေးဖို့တောင်းဆိုလိုက်ပါတယ်။အကြောင်းရင်းကတော့လွန်ခဲ့တဲ့ရက်အနည်းငယ်ကနန်းတော်ထဲမှာဖြစ်ပွားခဲ့တဲ့မီးလောင်မှုနဲ့ဟီဂျူးပတ်သက်နေတယ်လို့တန်တရားရှိနေတာကြောင့်ပါ။ကြောင်ကဟီဂျူးရဲ့နေအိမ်ကိုတင်းစစ်ရှာဖွေဖို့အမိန့်ပေးလိုက်တာကိုမြင်လိုက်ရတဲ့အခါဟီဂျူးကအလင်းအမြန်လီဝင်ကိုဆက်သွယ်ဖို့ကြိုးစားပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာလီဝင်ကတော်ဝင်ဘိုးဘေးတွေရဲ့အထိမ်းအမှတ်ခမ်းနားကိုတက်ရောက်ဖို့ဂျုံမျိုးဖျားကျောင်းမှာရောက်နေပါတယ်။ဒါကြောင့်ဟီဂျူးကသူမရဲ့အတွင်းရေးမှူးကိုပဲဆက်သွယ်လိုက်ပါတယ်။အရင်ဆုံးအတွင်းရေးမှူးကိုအခမ်းအနားကျင်းပနေတဲ့နေရာစီတွားခိုင်းလိုက်ပြီးနောက်ဟီဂျူးကအင်တာရီကန်ထဲမှာဝတ်ထားတဲ့မင်းသားလီဝင်ရဲ့အမတ်တစိတ်ပြားကိုထုတ်ယူလိုက်ပါတယ်။ပြီးတော့အိမ်ထင်းကိုအဲ့ဒီအမတ်တစိတ်ပြားယူပြီးအတွင်းရေးမှူးနဲ့တွေ့ဆုံဖို့လွှတ်လိုက်ပါတယ်။ဒီအမတ်တစိတ်ပြားကလီဝင်ကိုယ်တိုင်ဟီဂျူးကိုပေးထားတာပါ။အရေးပေါ်အခြေအနေတစ်ခုခုဖြစ်လာတဲ့အခါဒီအမတ်တစိတ်ပြားကိုအသုံးပြုပြီးသူ့ကိုခေါ်နိုင်အောင်ပေးထားတဲ့အရေးပေါ်အကူအညီပစ္စည်းတစ်ခုဖြစ်ပါတယ်။ဒီတစ်ခါမှာတော့အဲ့ဒီအမတ်တစိတ်ပြားကတကယ်အသုံးဝင်သွားပါတယ်။ညွှန်ကြားရေးမှူးကြောင်ကဟီဂျူးကိုနန်းတော်ထဲခေါ်သွားဖို့ပြင်နေတဲ့အချိန်မှာပဲလီဝင်ကအချိန်ကပ်ရောက်လာပါတယ်။လီဝင်ကခွင့်ပြုချက်မရှိဘဲဒီလိုလှုပ်ဆောင်ခဲ့တဲ့ညွှန်ကြားရေးမှူးကြောင်ကိုပြင်းပြင်းထန်ထန်အပြစ်တင်လိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲမင်းသမီးကြီးကပေါ်လာပြီးဒီကိစ္စကိုသူမကိုယ်တိုင်အမိန့်ပေးခဲ့တာဖြစ်ကြောင်းလီဝင်ကိုအသိပေးလိုက်ပါတယ်။မင်းသမီးကြီးကလည်းအကြောင်းပြချက်တွေကိုခိုင်ခိုင်မာမာပြောပြပါတယ်။ဖြစ်ရဖြစ်ပွားတဲ့နေ့မှာဟီဂျူးကနန်းတော်ထဲမှာပြုမှုခဲ့သမျှဟာစီးမြင့်နဲ့မကိုက်ညီပဲမတင်လျော်တဲ့လုပ်ရက်တွေဖြစ်နေခဲ့ကြောင်းအဲ့ဒီအချက်တွေကြောင့်ဟီဂျူးကိုမိရှုမှုမှာပါဝင်ပတ်သက်သူတစ်ယောက်ဖြစ်တန်တရားရှိတာဟာတဘာဝကြကြောင်းပြောလိုက်ပါတယ်။ဒါပေမဲ့လီဝင်ကတော့မင်းသမီးကြီးရှေ့မှာနည်းနည်းမှနောက်ဆုံးမပေးပါဘူး။သူကဟီဂျူးရဲ့ရှေ့မှာအခိုင်အမာရက်တီကသူမကိုအကာအကွယ်ပေးလိုက်ပါတယ်။ပြီးတော့ဟီဂျူးကိုတန်တရားရှိစရာအခြေအနေတစ်ခုခုရှိခဲ့ရင်အဲ့ဒီအခြေအနေမှာသူကိုယ်တိုင်လည်းပါဝင်ပတ်သက်နေခဲ့တာဖြစ်ကြောင်းပြောလိုက်ပါတယ်။တကယ်လို့စုံစမ်းစစ်ဆေးခြင်းနဲ့ဆိုရင်လည်းအဆုံးထိသူကိုယ်တိုင်ပူးပေါင်းပေးသွားမယ်လို့ပြတ်ပြတ်သားသားပြောလိုက်ပါတယ်။မင်းသားလီဝင်နဲ့မင်းသမီးကြီးတို့ကြားအခြေအနေတင်းမာလာတာကိုမြင်တဲ့အခါအတွင်းရေးမှူးကအခြေအနေကိုပြေလျော့အောင်အမြန်ကြိုးစားလိုက်ပါတယ်။သူကတမင်တကာဟီဂျူးကိုခြေထောက်နဲ့တိုက်ချလိုက်ပါတယ်။ဟီဂျူးလဲကြတော့မဲ့အချိန်မှာတော့လီဝင်ကချက်ချင်းသူမကိုဖမ်းဆွဲလိုက်ပါတယ်။ပြီးတော့မင်းသမီးကြီးဘက်ကိုထက်မြက်တဲ့မျက်လုံးတွေနဲ့ကြည့်ကာဒါဆိုကျွန်တော်ရဲ့တီးတက်နေအိမ်ထဲမှာဟီဂျူးကိုသွားစုံစမ်းဖို့တောင်မင်းသမီးကြီးကတတိရှိပါသလားဆိုပြီးပြန်မေးလိုက်ပါတယ်